အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဒီဘန်အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လာပြောပြရပါတော့ဘန်ကတ်နဲ့ပတ်သက်ပြီးတော့ဘန်ကတ်ကလက်ရှိအနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့တက်တန်းကုန်ပြီးသွားတဲ့လူတွေရှိရပါတော့မနေ့ကကျွန်တော်အကြောင်းကြားလာတယ်ဘယ်သူတွေကတော့စာအိတ်နဲ့ထုတ်မယ်ဆိုတဲ့လူတွေရှိတယ်ပေါ့နော်အဲ့လူတွေကအဆင်ပြေပါတယ်ပြီးတော့ဒီနေ့ကနေစပြီးတော့နောက်ပိုင်းပေါ့နော်တက်တန်းကုန်လာမဲ့လူတွေရှိလာပါလိမ့်မယ်ခင်ဗျာနော်အများကြီးရှိလာပါလိမ့်မယ်အရင်တော့ကျွန်တော်တို့တစ်ခေါက်ဒီဘန်ကတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စုံစမ်းမှုတွေစစ်ဆေးမှုတွေကျွန်တော်လုပ်ထားတဲ့စီးရင်တွေရှိတယ်အဲ့ဒီစီးရင်အရာဆိုရင်တော်တော်များများတက်တန်းကုန်ကြမဲ့လူတွေတော်တော်များများရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကုမ္ပဏီဘက်ကနေပြီးတော့ဘယ်လိုမျိုးလူကြီးတွေဘက်ကနေဘယ်လိုပြောလာလဲဆိုတော့ကျွန်တော်တို့ဘန်ကတ်တက်တန်းကုန်မဲ့လူတွေဟာဆိုလို့ရှိရင်တက်တန်းမကုန်ခင်မှာကိုယ့်ဘက်ကနေလှုပ်ထားမဲ့အချက်တွေရှိတယ်ပေါ့နော်ဥပမာအားဖြင့်ကိုယ့်ရဲ့ဘန်ကတ်ကဘာစာအုပ်တွေနဲ့လှုပ်ထားလဲဘာဘတ်တွေနဲ့လှုပ်ထားလဲပေါ့နော်အဲ့ကိုလှုပ်ထားတဲ့ဘတ်တွေကိုစုစည်းမယ်ကိုလှုပ်ထားတဲ့စာအုပ်တွေကိုစုစည်းမယ်ပြီးတော့ဘန်ကတ်လုပ်ဖို့အတွက်လိုအပ်တာကလက်ရှိကိုယ့်ရဲ့စာရွက်စာတမ်းတွေပေါ့နော်ဥပမာ passport တွေ work permit တွေ name list တွေပေါ့နော်ပြီးလို့ရှိရင်ဖုန်းပေါ့နော်ဖုန်းလိုအပ်မယ်ဖုန်းကကြတော့ကျွန်တော်တို့ပြောမှာ software လဲလောက်ရမှာဖြစ်တယ်လို့ဘန်စာအုပ်အခုနောက်ပိုင်းဘန်ဖွင့်တဲ့လူမှန်တယ်များအကုန်လုံးဒီဖုန်းရှိမှရမှာ software လောက်မလို့ဖုန်းရှိမှရမှာဘာဖြစ်လို့လဲဆိုတော့ဖုန်းနံပါတ်သူတို့ပေးရမှာဖြစ်ပါတယ်အဲ့ဒီပေးရမယ့်ဖုန်းနံပါတ်ဒီကိုလက်ရှိကင်ထားတဲ့ passport နဲ့ကျွန်တော်တို့မှတ်ပုံတင်ထားတဲ့ဖုန်းနံပါတ်ဖြစ်ရပါမယ်ခင်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ကခုနကကျွန်တော်ပြောတဲ့အချက်လက်တွေအကုန်လုံးကိုကျွန်တော်တို့ကတည်တည်ကြကြစူးစီးပြီးရရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စာအုပ်ဖြစ်နေတဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ကျွန်မစာအုပ်ကတော့ဘယ်ပန်းနဲ့လောက်ထားပါတယ်ဘယ်စာအုပ်နဲ့လောက်ထားပါတယ်ဂျာမစာအုပ်တွေဘယ်တော့ပဲပြောင်းသွားထားလိုက်ပါကိစ္စမရှိဘူးကျွန်တော်တို့ကအဲ့ဒီဘန်စာအုပ်လောက်ထားတယ်ဘတ်သုံးမဟုတ်စာအုပ်ကိုတွေ့အောင်ရှာပြီးတော့ပြီးလို့ရှိရင်လက်ရှိကင်ထားတဲ့passport work permit name list ကိုယူသွားပြီးတော့မှကျွန်တော်တို့ကဘန်ရုံးမှာသတ်ဆုံစမ်းမှာကျွန်မကအရင်ကျွန်တော်တို့ကအရင်တော့ဘတ်နဲ့ passport နဲ့လောက်ထားတယ်ပေါ့နော်ဒီ passport နဲ့လောက်ထားတယ်အခုကျွန်မတို့ကဒီ passport ကိုကင်ထားတယ်ပေါ့နော်လက်ရှိကင်ထားတဲ့ passport work permit ကိုကင်ထားတယ်အဲ့တော့ဒီနှစ်ခုကို update လုပ်ချင်တယ်စာရွက်စာတမ်းတွေ update လုပ်ချင်တယ်ဆိုလို့ပုံစံမျိုးကျွန်တော်တို့ကဘန်ရုံးမှာသွားပြောရမယ်ပြောပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကဘန် software မရှိရင် software လောက်ရမှာဖြစ်တယ်ပေါ့နော်အဲ့နေရာမှာတချို့ update လုပ်ပေးရမယ်စာရွက်စာတမ်းမတူညီတဲ့စာရွက်စာတမ်းတွေပေါ့နာမည်မတူတာမွေးတက်ကမတူတာအများကြီးမတူညီတဲ့စာရွက်စာတမ်းတွေကို update လုပ်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစာရွက်စာအရင်တော့ကင်ထားတဲ့ bad သုံးဟုတ် passport စာအုပ်တွေရဲ့လက်ရှိကင်ထားတဲ့ bad သုံးဟုတ် passport စာအုပ်တွေอ่ะဆိုလို့ရှိရင်တယောက်တည်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မိမိရဲ့သက်ဆိုင်ရာနိုင်ငံပေါ့နော်မိမိနိုင်ငံရဲ့အာဏာပိုင်တွေကနေပြီးတော့ကျွန်တော်တို့ထောက်ခံစာပေးရပါတယ်အဲ့ဒါကတော့ကျွန်တော်တို့တန်ရုံးမှာထောက်ခံစာတက်ယူရပါတယ်အရင်တော့ passport လောက်ထားတဲ့ bad သုံးဟုတ်စာရွက်စာတမ်းတွေကလက်ရှိကင်ထားတဲ့ passport တွေနဲ့တယောက်တည်းပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့အကြောင်းထောက်ခံစာသွားလောက်ရပါတယ်တူတည်းဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ထောက်ခံစာကိုကျွန်တော်တို့ကကြိုတင်ယူထားပြီးတော့လောက်ရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကြိုတင်ပြီးတော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ရဲ့ပန်းစာအုပ်တွေဆိုင်ကယ်လိုင်စင်တွေရင်မောင်းလိုင်စင်တွေပြီးလို့ရှိရင်ပကံစာခွန်တွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီအခြားသောကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေပေါ့နော်အားလုံးဒီကိုယ့်ရဲ့အထောက်ထားကိုယ့်ရဲ့မြန်မာပြည်မှာဆိုမှတ်ပုံတင်ပေါ့ဗျာဒီမှာဆိုတော့ passport ပေါ့အဲ့ဒီ passport တွေနဲ့ပေးပြီးတော့ဝယ်ထားတဲ့ဟာမှများဖုန်းကတ်တွေရောပါတယ်အကုန်လုံးပေါ့နော်ဟိုက passport ပြောင်းသွားတိုင်းခုနကကျွန်တော်ပြောတဲ့ passport တွေပြောမှဆိုလို့ရှိရင်ပကံစံခွန်တွေပြီးလို့ရှိရင်ပန်းအောင်ကတ်တွေပြီးလို့ရှိရင်ကျွန်တော်တို့ပန်းအောင်ကတ်ထားလိုက်ပါတော့เนาะပကံစံခွန်တွေရေမောင်းလိုင်စင်တွေဆိုင်ကယ်လိုင်စင်တွေဖုန်းကတ်တွေเนาะကျွန်တော်တို့အဲ့ဒီ passport ပြောင်းသွားတိုင်းမှာကျွန်တော်တို့က update သွားလုပ်ပေးနေရမှာကျွန်တော်တို့ passport ပြောင်းသွားပြီဖြစ်တဲ့အကြောင်းပြဿနာမတက်ခင်မှာကျွန်တော်တို့ update လုပ်ရတာအဲ့ခါကြာလို့ရှိရင်ကျွန်တော်တို့ကလောလောကူ update လုပ်လို့ရတယ်ကိုပြဿနာတက်ပြီးမှသုံးမရတော့လို့ကျွန်တော်တို့လုပ်ပေးပါအောင်ဆိုတဲ့ပုံစံမျိုးတော့အဲ့ခါကျရင်လိန်လည်မှုဆိုတဲ့မတင်ငါမှုတွေကပါလာတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အများသောအားဖြင့်ထောက်ခံစာပေးရတာများတယ်ပေါ့နော်အဲကြောင့်ထောက်ခံစာမပေးချင်ဘူးကိုကလောလောကူပဲရချင်တယ်ဆိုရင်ကိုလက်ရှိသုံးလို့ရနေသေးတယ်အားလုံး ready သုံးလို့ရနေသေးတယ် update လေးပဲလုပ်ချင်တဲ့အတွက်ကြောင့်မို့ update လာလုပ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့စာရွက်စာတမ်းအရင်စာရွက်စာတမ်းတွေကတက်တန်းကုန်သွားလို့အစ်စ်လဲလိုက်ရလို့စာရွက်စာတမ်း update လာလုပ်လို့ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဖုန်းကတ်ပဲဖြစ်ဖြစ်ဘဏ်ကတ်ပဲဖြစ်ဖြစ်မောင်းလိုင်စင်ကတ်ပဲဖြစ်ဖြစ်ပြီးရင်ဆိုင်ကယ်လိုင်စင်တွေပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုစာရွက်စာတမ်း update လုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လွယ်လွယ်ကူကူလုပ်လို့ရမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့သုံးလို့မရတော့မှတခုခုပြဿနာတက်တော့မှတခုခုလိုချင်တော့မှစာရွက်စာတမ်းမတူညီလို့ကျွန်တော်တို့ update လုပ်ပေးပါဆိုရင်တော့တုံဘယ်ရုံးကမှဘယ်ဌာနကမှကျွန်တော်တို့လည်းကူမလုပ်ပေးဘူးဆိုတဲ့အကြောင်းလည်းကျွန်တော်အနေနဲ့အသိပေးလိုပါတယ်အဲ့တော့ကို့မှာရှိတဲ့ပိုင်ဆိုင်မှုတွေမဆုံးချင်ဘူးပြဿနာမတက်ချင်ဘူးအခက်အခဲမဖြစ်ချင်ဘူးဆိုရင်တော့ကျွန်တော်တို့တွေစာရွက်စာတမ်းပြောင်းနေ update လုပ်ဖို့အသိပေးလိုပါတယ်လက်ရှိကဘဏ်ကိစ္စကိုပြောပြတာပါကြုံရင်းနဲ့ပြောပြတာပါเนาะဘဏ်ကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေဘန်ပိုင်ဆိုင်မှုရှိတဲ့လူတွေအကုန်လုံးဒီဘန်အစ်စ်လုံးလို့မရတော့အရင်တော့လိုမျိုးပေါ့နော်ဘန်အဟောင်းကုန်သွားလို့အစ်စ်လုံးရှင်တယ်လုံးလို့မရတော့အဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်လက်ရှိကင်ထားတဲ့ဘန်ကိုပဲကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုရှိတဲ့စာရွက်စာတမ်းတွေနဲ့တွားပြီးတော့စာရွက်စာတမ်း update လုပ်ပြီးတော့အမြဲတမ်းဒီဘန်ကိုပဲသုံးသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့လာပြီးတော့သိပေးတာဖြစ်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်